တကောင်ရင်အချိန်တရုတ်နိုင်ငံဒါလီယန်မြို့အရှေ့ပိုင်းဟိုတယ်တစ်ခုမှာပါကွန်ပျူတာစခရင်ရဲ့အလင်းရောင်အောက်မှာ Pub လို့ခေါ်တဲ့ programmer တယောက်ဟာသူ့ပြဿနာကိုဖြေရှင်းမှုအတွက်9ရက်တိတိအရေးပြတ်ခံပြီးတော့ကြိုးစားနေပါတယ်သူလုံးနေတဲ့ project နာမည်ကတော့ Blue တကောင်ဖန်တီးခြင်း How to Create Monster ပါဒီတာဝန်က American ထောက်လှမ်းရေး agency NSC ကနေအခိုးခံလိုက်ရတဲ့ cyber လက်နက်တွေကိုသူတို့ရဲ့ကုတ်တွေနဲ့အလုံးလုံးနိုင်အောင်ပေါင်းစပ်ပေးဖို့ပါအချိန်တော်ကြာရှာဖွေပြီးတဲ့နောက်မှာတော့ Ethernet Blue ဆိုတဲ့ NSA ရဲ့ထိပ်တန်းတိုးခုကိုတွားတွေ့တယ်။သူပြောရတဲ့အချိန်အနည်းငယ်ကြာတဲ့အခါမှာဒီ Blue ဟာအသက်ဝင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။အဲ့လိုနဲ့သူလည်းပင်ပန်းစွာနဲ့အိတ်ခဲ့ပါတယ်။ဒါပေမဲ့နှောင်းနေမနဲ့သူနိုးလာတဲ့အချိန်မှာတော့ကွန်ပျူတာထဲမှာရှိသမျှအရာတွေအားလုံးဖျက်ဆီးခံလိုက်ရပါတယ်။သူ့ရဲ့ခေါင်းဆောင်စီကနေပြီးတော့မင်းရဲ့စူးစမ်းအထောက်မှုတွေငါတို့ခုံပြူပါတယ်ဆိုတဲ့စာတစ်စောင်ရခဲ့တယ်။ဟုတ်ပါတယ်သူတို့မစောင့်နိုင်တော့ပါဘူး။အမိန့်ရပြီးတာနဲ့ဒီမပြီးပြတ်သေးတဲ့ Blue ကိုအင်တာနက်ပေါ်လွှတ်တင်လိုက်ပါတော့တယ်။သူအရန်ကြောက်လန့်သွားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။မေလ12ရက်နေ့2019ခုနှစ်တမိုင်းတစ်လျှောက်အဆိုးအဝါဆုံးမဲဝဲတစ်ခုဖြစ်တဲ့ Runner Coin ကိုစတင်လွှတ်တင်လိုက်ပြီးတဲ့နောက်မှာတော့ကမ္ဘာစိုက်ဘာလုံခြုံရေးတမိုင်းကိုအပြီးတိုင်ပြောင်းလဲပစ်လိုက်ပါတော့တယ်။ဒုတိယကမ္ဘာစစ်နဲ့ကိုရီးယားစစ်ပွဲတွေအပြီးမှာမြောက်ကိုရီးယားဟာကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်ပြီးတော့တဖြည်းဖြည်းအထီးကျန်ဆန်လာပါတယ်။စီးပွားရေးအကျပ်တဲတွေကိုဖြည့်ရှင်းမှုအတွက်မကောင်းတဲ့နည်းလမ်းတွေကိုစပြီးတော့အသုံးပြုလာတယ်။အစပိုင်းမှာတော့ငွေစက်ကူအတူထုတ်တာတွေစေဝါအတူလုပ်တာတွေနဲ့စတင်ခဲ့ပြီးတော့ကမ္ဘာကြီးဟာ digital ခေတ်ကိုပြောင်းလဲလာတဲ့အချိန်မှာပြုံရန်အစိုးရဟာသူတို့ရဲ့ရာဇဝတ်မှုတွေအကုန်လုံးစိုက်ဘာလောကစီသို့ကူးပြောင်းခဲ့ပါတယ်2009ခုနှစ်ကနေ2013ခုနှစ်အတွင်းမှာတောင်ကိုရီးယားနိုင်ငံကိုစိုက်ဘာတိုက်ခိုက်မှုတွေစတင်တိုက်ခိုက်ခဲ့တယ်2013ခုနှစ်မတ်လရောက်တဲ့အခါမှာတော့တောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာရှိတဲ့ဘန်တွေနဲ့ရုပ်သံလိုင်းတွေရဲ့ကွန်ပျူတာပေါင်း3200ကျော်ကိုအပြီးတိုင်ပြတ်ကျသွားစေခဲ့တဲ့ Dev Soul တိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့ပါတယ်။သူတို့ရဲ့ hacker တွေကအပျော်တမ်းအဆင့်မဟုတ်တော့ဘူး2014ခုနှစ်မှာမြောက်ကိုရီးယားခေါင်းဆောင်လှောင်ပြောင်နာတဲ့ရုပ်ရှင်တစ်ခုကြောင့် Hollywood ကနာမည်ကြီး Sony Picture ကိုတိုက်ခိုက်ခဲ့သလို2015နဲ့2016ခုနှစ်ရောက်တဲ့အခါမှာဘန်တွေကိုပို့ပြီးတော့ပြတ်မှတ်ထားခဲ့ပါတယ်။အထူးသဖြင့်ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေပြီးတော့ဒေါ်လာ1ဘီလီယံခိုးယူဖို့ကြိုးစားတဲ့အထိအဆင့်မြင့်လာခဲ့ပါတယ်။2019ခုနှစ်ဧပြီလရောက်တဲ့အချိန်မှာတော့မြောက်ကိုရီးယားနိုင်ငံနဲ့အနောက်နိုင်ငံတွေကြားတင်းမာမှုကအထွတ်အထိပ်ရောက်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာအင်တာနက်ပေါ်မှာ The Shadow Broker ဆိုတဲ့နာမည်ဝက်နဲ့လှုပ်ဝက် hacker အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ကအမေရိကန်အမျိုးသားလုံခြုံရေး agency NSA ကနေခိုးယူလာတဲ့အလွန်အဆင့်မြင့်တဲ့ cyber လက်နက်တွေကိုအင်တာနက်ပေါ်မှာချပြလိုက်ပါတယ်။အဲ့ထဲမှာWindows ကွန်ပျူတာတိုင်းကိုအဝေးကနေပြီးတော့လှမ်းပြီးထိန်းချုပ်လို့ရတဲ့ Ethernet Blue ဆိုတဲ့ exploit code တစ်ခုလည်းပါလာပါတယ်။ဒီဟာကွက်ကိုလုံခြုံရေးကုမ္ပဏီ Risen ကသူ့တည်တည်တယောက်ကလေ့လာပြီး GitHub ပေါ်တင်လိုက်တဲ့အချိန်မှာတော့မြောက်ကိုရီးယား hacker တွေအတွက်အလွန်အဖိုးတန်တဲ့သတင်းအချက်အလက်ဖြစ်သွားပါတယ်။ဒီနည်းပညာကိုအသုံးချပြီးတော့သူတို့ဖန်တီးနေတဲ့ Blue ကိုအသက်သွင်းခွင့်ရရှိသွားတယ်။ဒါပေမဲ့တေချာစမ်းသပ်မှုမလုပ်ထားတဲ့အရာတစ်ခုကိုအင်တာနက်ပေါ်လွှင့်တင်လိုက်တဲ့အခါမှာတော့ကမ္ဘာကြီးအတွက်ဘေးဒုက္ခတစ်ခုစတင်လာတော့တယ်။ Runner Coin ရဲ့အဓိကအစွမ်းကသူဘယ်လိုကူးဆက်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ American NSA ကနေပေါက်ကြားလာတဲ့ Ethernet Blue နဲ့ Double Parser နည်းပညာနှစ်ခုကိုပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ Ethernet Blue ကကွန်ပျူတာကိုဖောက်ထွင်းမှုအတွက်လုပ်ပြီးတော့ Double Parser ကဘတ်တော်ဖန်တီးပေးပါတယ်။အဲဒီနောက်မှာတော့ကွန်ပျူတာထဲမှာရှိတဲ့ file တွေအားလုံး encrypt အလုပ်ခံလိုက်ရပြီးတော့နာမည်ကြီး Red Screen ကိုပြသပါတော့တယ်။သင် file များအားလုံးကိုလောချလာပါသည်ပြန်ဖွင့်လိုပါက3ရက်အတွင်း$300တန်ဖိုးရှိ Bitcoin ပမာဏပေးဖို့ပါ။ဒီ ransomware ဟာ phishing email တွေလိုမျိုးနှိပ်စရာမလိုဘဲနဲ့ကွန်ရက်အတွင်းမှာရှိတဲ့ကွန်ပျူတာတစ်လုံးကနေတစ်လုံးကိုအလိုလျောက်ကူးဆက်သွားခဲ့တာပါ။နိုင်ပိုင်းအတွင်းမှာလည်းအာရှ၊ဥရောပနဲ့လက်တင်အမေရိကတလွှားကိုပြန့်နှံ့သွားခဲ့တယ်။အထူးသဖြင့်ဗြိတိန်နိုင်ငံရဲ့အမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS ရဲ့3ပုံ1ပုံလောက်ရပ်တန့်သွားခဲ့ပြီးတော့လူနာမှတ်တမ်းကိုခဲတဲ့နဲ့စက်ကူသုံးပြီးလိုက်ရေးရတဲ့အထိဖြစ်သွားခဲ့ပါတယ်။အချိန်မှာပဲဗြိတိန်က Market Hutchins ဆိုတဲ့ cyber လုံခြုံရေးသုတေသီတယောက်ကဒီမဲဝဲထဲမှာထူးဆန်းတဲ့ domain name တစ်ခုကိုသတိပြုမိခဲ့ပြီးတော့ register လုပ်လိုက်ရကနေ Runner Coin ရဲ့ case switch ကိုနှိပ်လိုက်တယ်လို့ဖြစ်သွားပြီးတိုက်ခိုက်မှုကြီးရပ်သွားခဲ့ပါတယ်။သူဟာနေချင်းညချင်းပဲသူရဲ့ကောင်ဖြစ်လာခဲ့ပါတယ်။ Runner Coin ဟာနိုင်ငံပေါင်း150ကျော်ကကွန်ပျူတာ2သိန်းကျော်ကိုကူးစက်ခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာတစ်ခုကငွေရဖို့ရည်ရွယ်ချက်နဲ့ဆိုပေမဲ့$2သိန်းတောင်မရခဲ့ပါဘူး။ငွေပေးတဲ့လူတွေကိုလည်းလော့ပြန်ဖွင့်ပေးမဲ့စနစ်မျိုးသေးသေးချာချာမရှိခဲ့ပါဘူး။ဒါကြောင့်မို့လို့သူ့သေးသေးတွေကနေပြီးတော့ဒါငွေလိုချင်လို့တိုက်ခိုက်တာမဟုတ်ဘဲနဲ့မပြီးပြတ်သေးတဲ့ test version တခုအမှားခံပြီးလွှင့်ထွက်လာတာလို့ကောက်ချက်ချခဲ့ကြပါတယ်။ FBI နဲ့ဗြိတိန်စုံစမ်းတွေပူးပေါင်းပြီးစုံစမ်းစစ်ဆေးတဲ့အခါမှာတော့ Runner Coin ရဲ့ IP address တွေကုတ်တွေဟာအရင် Sony Picture နဲ့ဘင်္ဂလားဒေ့ရှ်ဘဏ်ကိုတိုက်ခိုက်ခဲ့တဲ့မြောက်ကိုရီးယားအခြေပြု Lazarus Group လက်ချက်ဆိုတာသိခဲ့ရပါတယ်။ဒီတက်ပို့ပြီးတော့တေချာသွားတာက Chosen Expo ဆိုတဲ့ကုမ္ပဏီကနေပြီးတော့တရုတ်နိုင်ငံကိုအလုပ်သွားလုပ်ဖို့ CV file တင်ခဲ့တဲ့မြောက်ကိုရီးယားနိုင်ငံရဲ့ programmer ပတ်ဂျုံဟွန်ဆိုတဲ့လူကိုပါအတိအကျခြေရာခံနိုင်ခဲ့ပါတယ်။